ရက်သေးစားတောက်စားလို့ဖိုက်ထဲရောက်သွားရင်လူမပြောနဲ့တိရစ္ဆာန်တော်ရစ်မှုသွားတယ်ဘလို့ရစ်မှုတော့ဆိုလဲပေါင်း900ကိုရောကိုဝဲသွားမှညစခန်းချသွားတဲ့နေရာညတောက်ကြစားကြပြောကြပါကြနွားတွေကလည်းအနာယူရင်းနဲ့အဲ့ဒီမှာမစင်နေဆွမ်းမနေ့လင်းတော့ခီးထွက်သွားကြတယ်အဲ့လိုထွက်သွားတဲ့အခါမှာနွားချေနှံ့နဲ့နွားချေဖို့တုံးတကောင်ရောက်လာတဲ့အခါလူတွေတောက်စားပြီးပြစ်ထားရတဲ့လင်းကွန်လေးပါလေးတွေကဖီယာလေးအရက်ကလေးသူလည်းသွားမြည်ဆမ်းမိတာပေါ့နော်။ဘာလဲလို့မြည်ဆမ်းမြည်လိုက်တော့သူ့ပိတ်ထဲရောက်တော့သူလည်းရစ်သွားတယ်အဲ့လိုရစ်သွားတဲ့အခါမှာနွားချေပုံကပျော့ပျော့ခါတိုင်းလည်းတက်နေကြပဲအဲ့ဒီတက်လိုက်တဲ့အခါနွားချေပုံကကနေဖြစ်သွားအဲ့ဒီလိုကနေဖြစ်သွားတဲ့အခါကျတော့ဘလို့စိတ်ကထင်လို့ဆိုငါကိုရောမြတ်ရဲ့ခန္ဓာကိုယ်ကြီးကိုမခံနိုင်လို့သွားတယ်လို့အထင်ရောက်သွားတာသူကသူဘဝင်နေမြင့်သွားရစ်မှုသွားတာသူနဲ့မလန်းမကမ်းမှာခြုံတစ်ပင်တွေကိုဆွဲစားနေတဲ့ဆင်ကြီးတွေကောင်မြင်လိုက်တာကြောက်ရကောင်းမှမသိဘူးရစ်မှုနေတာဆိုရန်စတယ်ဆင်ကြီးကိုမင်းလည်းခြေတော့၄ချောင်းငါလည်းခြေတော့၄ချောင်းမင်းလည်းနှာမောင်းနဲ့ငါလည်းနှာမောင်းလာတပွဲတလန်းအကဲဆမ်းမလားလို့စိန်ခေါ်တယ်950ဇာတ်ထဲမှာပါတယ်နော်စိန်ခေါ်တဲ့အခါဆင်ကြီးကကြားတယ်ငါ့ကိုစိန်ခေါ်တာဘယ်သူလဲဒီတော်ထဲမှာလိုက်ရှာလိုက်တော့နွားချီဖို့လို့ဖြစ်တယ်ငါခွာနဲ့လည်းပဲမရှက်တော့လောက်အစွဲနဲ့လည်းမထိုးလောက်ဘူးကောင်းလေးကသေးသေးလေးကိုနော်ဆိုပြီးတော့ဆင်ကြီးကဘာလုပ်တော့သူ့အပေါ်တက်တယ်မစင်တုံးတွေတတုံးပြီးရှိုးချပြီးတော့ဖိပြထားခဲ့တယ်အဲ့ဒီလိုဇလန်းတော်မှာရှိခဲ့သေးတယ်ပြောချင်တာကအခြေအနေတစ်ခုရလာပြီဆိုရင်လူတွေကရင်မူးသွားကြတာအဲ့ဒါကိုပမာဒလို့ခေါ်တယ်ရင်မူးပြီးတော့ဒီတဲ့ကောင်းတဲ့ဆိုတော့မသိတော့မေးလျော်သွားတယ်ဒီသဘောကိုဆိုလို့ရပေါ့နော်တတိလွတ်သွားတယ်ငါပါလဲသူပါလဲဆိုတော့မသိတော့ရင်မူးမေးလျော်သွားတယ်တဲ့